မြင့်မို့တောင်ရဲ့ဖန်ယောင်အဆင့်ရှိအနောက်ဘက်အရက်မှာတော့စတုမဟာရစ်အနွယ်ဝဲနတ်နဂါအပေါင်းတို့နေထိုင်ပါတယ်နတ်နဂါများဟာတာမန်နဂါများနဲ့မတူပဲတကိုးဆွမ်းအားအလွန်ကြီးမားပြင်းထန်ကြပါတယ်နတ်အဆင့်တန်းရှိပြီးတန်ရှင်းတောက်ပါသောအတွင်လည်းရှိကြပါတယ်လိုရာအတွင်ဖန်ဆင်းနိုင်တဲ့အဋ္ဌိပါဒအစွမ်းရှိကြပါတယ်ထိုနတ်နဂါများကိုဝိဂူပခနတ်မင်းကြီးအုပ်ချုပ်ပါတယ်စတုမဟာရစ်နတ်မင်းကြီး၄ပါးထဲမှာလူသည့်အများဆုံးနဲ့အထင်ရှားဆုံးမှာတော့မြင့်မို့တောင်ရဲ့ရွှေရောင်တောက်ပါသောညောက်ဖက်မှာနတ်ဘလူအပေါင်းကိုအုပ်ချုပ်တဲ့ကုဝေရနတ်မင်းကြီးပဲဖြစ်ပါရဲ့ကုဝေရနတ်မင်းဟာနတ်ဘလူအပေါင်းရဲ့အကြီးအကဲဖြစ်တာနဲ့အညီလောကမှာရှိတဲ့ဘလူများအားလုံးရဲ့အချုပ်ဖြစ်တကိုးစွမ်းအားအလွန်ကြီးပါရဲ့စွမ်းပိကြမ်းပိဆိုတဲ့ပုံနကဘလူကြီးပင်လျင်ကုဝေရနတ်မင်းတံမှာအခါစားဝင်ရကြောင်းကြောက်ရွံ့ယိုသေးရကြောင်းကိုဝိဒုရဇတ်တော်မှာတွေ့နိုင်ပါတယ်